များကိုဖြိုချဖျက်ဆီးခြင်းများဆက်လက်ဆောင်ရွက်လျက်ရှိရာဒီကနေ့အထိမြဝတီမဲထော်တလေးKK Park နယ်မြေတွင်ရှိတရားမဝင်အဆောက်အုံ196လုံးကိုစနစ်ကျဖြိုချဖျက်ဆီးခဲ့ပြီးရွှေကုက္ကိုနယ်မြေအတွင်းမှာအွန်လိုင်းလောင်းကစားမှုနဲ့လိမ်လည်မှုများကျူးလွန်ခဲ့တဲ့ပြည်ပနိုင်ငံသား352ဦးကိုထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရပါတယ်။ KK Park နယ်မြေအတွင်းအွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရာမှာအသုံးပြုလျက်ရှိတဲ့အဆောက်အုံ635လုံးရှိတဲ့အနက်ဒီကနေ့မှာ14လုံးကိုဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာဒီကနေ့အထိတရားမဝင်အဆောက်အုံ196လုံးဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းနဲ့ကြန့်ရှိနေသေးတဲ့တရားမဝင်အဆောက်အုံများကိုဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိကြောင်းသိရပါတယ်။ရွှေကုက္ကိုနယ်မြေရှေးရုံးလီဝန်းအတွင်းရှိစနက်ထက်အဆောက်အုံ3လုံးနဲ့ကိုတက်အဆောက်အုံ3လုံးတို့ကိုရှာဖွေစစ်ဆေးခဲ့ရာအွန်လိုင်းနယ်မှုနဲ့လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်နေသူများကိုတွေ့ရှိရခြင်းမရှိဘဲဝန်းအတွင်းရှိကိုတောင်အတွင်းမှာ Starlink ဘန်100လုံးနဲ့ Router 20လုံးတို့ကိုစစ်ဆေးတွေ့ရှိခဲ့ပြီးဖော်ထုတ်ရှင်းလင်းခြင်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါ